အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ညာသားကြီးတို့နယ်မှာရှိတဲ့တကိုကြီးဖျားဖြစ်တဲ့ကျောင်းတော်ဖျားကိုဘာကောင်လာမိနစ်တွားရောက်ဖူးမြော်မှာပဲဖြစ်ပါတယ်ညာသားကြီးတို့ရွာနေပြီးတော့ကျောင်းနေရာကိုအခုလိုဆိုင်ကယ်လေးနဲ့3မိနစ်5မိနစ်လောက်ရှိလို့ရှိရင်ကျောင်းနေရာဖျားကိုရောက်ပါတယ်ကျောင်းနေရာကိုရောက်ပြီဆိုတော့ကျောင်းနေရာဖျားလေးကိုသွားပါတော့မယ်ကျောင်းနေရာဖျားလေးမရောက်ခင်အပြင်ဘက်မှာအခုလိုမျိုးဇရက်တန်းတွေကယာနဲ့ချီပြီးရှိတယ်ပေါ့နော်ဒီဇရက်တန်းတွေကမြည်သူမဆိုအခမဲ့တဲလို့ရတယ်ညာသားကြီးတို့ငယ်ငယ်ဆိုလို့ရှိရင်အခုလိုမျိုးကားတွေဆိုင်ကယ်တွေမပေါ်ခင်ကာလဆိုရင်ညာသားကြီးတို့ရွာကနေပြီးတော့နွားလက်တွေနဲ့လာတဲ့ပြီးတော့အခုလိုပြည်တန်းနေမှာပဲတနေကုန်နေရပါတယ်နွားတွေကိုတော့အနီးနားမှာရှိတဲ့တစ်ပင်ဝေတွေနောက်မှာအရေးတွေအောင်မှခြီးပြီးတော့လူတွေကတော့ဥပုသ်ဆောင်ပြပါတယ်ခုမြင်နေရတော့ကျောင်းနေရဖရာကြီးပေါ့နော်ဟိုးအိမ်ရဆိုလို့ရှိရင်ကျောင်းနေရဖရာကြီးနဲ့ဘူးတဲ့ငါးကျွေးစိတ်ဆိုတာလည်းတွဲပြီးတော့စီကားတဲ့နေရာတွေပဲဖြစ်ပါတယ်အခုချိန်ကာလမှာတော့ငါးတွေရောက်လာရောက်ပေါ်ပြခြင်းမရှိတော့တဲ့အတွက်ငါးကျွေးစိတ်ကိုတော့ညာသားကြီးသွားမရောက်ပြီးတော့ရမကူခဲ့ရပါဘူး။ဖရာကြီးကိုလာလို့ရှိရင်ဖရာကြီးကမှကောင်းရွက်ပြတ်ထိုးနဲ့မုံလုံးကြီးပေါ်မုံလိပ်ပြာကြီးရောင်းနေသေးတယ်လေးနဲ့နှစ်ပတ်လေးရှိပါတယ်အညာလာပြီးတော့ဒီမှာတော့ကျောင်းနေရဖရာကြီးရဲ့စီကားဆုံးလာတဲ့မှာဆိုလို့ရှိရင်ဝါကောင်လာပြီလည်းပါတယ်ပေါ့နော်။ဖရာကြီးရဲ့ပုံမှန်ပွဲတော်ခြင်းကတော့တပေါင်းတစ်ခုညာဒီမှာပွဲတော်ခြင်းဖြစ်ပါတယ်။ကျောင်းနေရဖရာကြီးကိုတကယ်လို့ပါရောက်ခဲ့မယ်ဆိုလို့ရှိရင်ဓာတ်ပုံရိုက်မယ်ဆိုရင်အခုမြင်နေရတဲ့လို့ရှိရင်မဝယ်ပဲမနေနိုင်ခဲ့ပါဘူး။ညာသားကြီးတို့ငယ်ငယ်ကဆိုလို့ရှိရင်ဓာပြည်လာကွယ်ကြီးဆိုလို့ရှိရင်အဖွားတွေအမေတွေနဲ့ပါသွားပြီးတော့ဝယ်ဖြစ်ခဲ့ပါအခုမြင်နေရတဲ့ပစုံလုံးကျော်ပေါ့နော်။ညာသားကြီးတို့ဒီမှာတော့ချစ်ကားကျော်လို့လည်းခေါ်တယ်တခြားဒေသမှာတော့ဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်။အခုအဲတော့ကျောင်းနေဖရာကြီးရဲ့မှာရှိရဲ့ဆန္ဒကူတော့ပေါ့နော်။ဆန္ဒကူစိုက်ပင်နေရှိတယ်ပြီးလို့ရှိရင်ညာသားကြီးတို့ငယ်ငယ်ကဆိုလို့ရှိရင်ဒီမှာဒိဋ္ဌံတီးပြီးတော့ကြောက်ချီမတဲ့ဖရာလေးပေါ့နော်။ညာသားကြီးတို့ငယ်ငယ်ဆိုလို့ရှိရင်ဖရာကိုရောက်လို့ရှိရင်ဘာပဲပြောတော့ဒီဖရာလေးကိုသွားပြီးတော့ကြောက်ချီမတဲ့ဟာတော့ညာသားရုံငယ်ငယ်ကမခဲ့ကြဘူးလေပေါ့နော်ညာသားရုံတငယ်ချင်းတွေထောင်ပြီးသွားတိုင်းကြောက်ချီကိုဒိဋ္ဌံတယ်ပြီးမခဲ့ဘူးလေပေါ့နော်ဘာတွေမခဲ့ထူတောင်းခဲ့လဲတော့မသိဘူးပေါ့နော်ဆန္ဒကူတော့ရဲ့မှာအခုလိုကျိုးနိုင်နေနဲ့စောင်းနိုင်ကြီးတွေပေါ့နော်ဟိုတော့အတိုင်းရှိခဲ့တဲ့စောင်းနိုင်ကြီးအခုတိုင်းတည်ရှိပါသေးတယ်ကျောင်းနေရာမှာဆိုလို့ရှိရင်အခုလိုကျိုးနိုင်ကြီးတွေနဲ့ဒီစောင်းနှန်းနေတရက်တိုင်းနေရတော့အခုချိန်ထိဒီတဲ့ပါညာသားကြီးခုနပြောခဲ့တဲ့ထဲကညာသားကြီးတို့ငငယ်ဆိုလဲတွေနဲ့လာခဲ့ရတယ်ဆိုတော့တလီယာအခုချိန်ထိလည်းရှိနေသေးပါပဲဒါပေမဲ့အခုချိန်ကာလမှာရှိရစားတယ်ပေါ့နော်ညာသားကြီးတို့အပြန်မှာဗော်လီဘောပွဲကိုလည်းဝင်ရောက်အားပေးခဲ့ပါသေးတယ်ညာသားကြီးရဲ့ဘလော့တွေကိုအစားဆုံးကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘလော့တွေအားပေးကြပါအောင်